အေးရနိုးပြီကွာတမရသွားတက်ရအောင်မယ်တမရသွားတယ်โอเคငါတပည့်ရန်သူတွေဘယ်လိုတက်ခိုင်းမလဲဆိုတာဒီရှာကြည့်ရနော်โอเคနော်ဟဲ့ပါဆရာမြင်ငါအရင်တမရတိုက်ပြီးချမ်းသာဆိုဟာငါမြင်ငါစိတ်အကောက်နဲ့လုပ်ပြီးတာသွားမယ်လုံးလေးအမင်းနာမည်လုံးလေး let's go တမရတိုက်ဖို့ဘယ်ဟန်ကောင်ဘာဖြစ်ဟမ် let's go သွားမယ် okay အိမ်ကဒီအိမ်လားမသိဘူးဟုတ်လောက်မယ်တင်လဲတမရထွက်တိုက်အောင်ဒီလေးဒီမှာမနေအောင်နော်လုံးဟေးငါ့ကိုရွှေမင်းမရှိရဲ့ရွှေအကုန်ပေးစမ်းဟုတ်ကဲ့ပါပေးပါမယ်ပေးအောင်ပေးစမ်းမင်းမရှိရဲ့ရွှေငါအကုန်ပေးဟုတ်ကဲ့ဘာလဲခုတ်တော့လိုက်မလို့ပေးဟာချမ်းသာပြီဟာလုံးဝလာတော့မယ်ကိုโอเคငါတမရသားတိုက်ရအောင်ဒီဘက်လာမသိဘူးငါတမရတော့တိုက်ရမယ်အိမ်တင်ကြံလေးငါတိုက်တော့ကွာမရှိ3လုံးလောက်ရှိနေပြီတော့ကစားကွေးသွားပြီးစီးမယ်စီးပွားအိမ်ပြန်မယ်အိမ်မယ်โอเคဒီဆောင်မှာမှလည်းမရှိဘူးတော်ကြပဲဓမြငါတို့ဓမြဆိုတာငါကလေးလေးဆိုငါနည်းနည်းတော့စော့ကျင်တယ်ပေါ့မမရေ happy training တခါစီးကြည့်လို့ရောရွှေတော့ကျေးဇူးပါ okay ဟုတ်စီးမှာနော်စီးဟေးစီးရတော့တခါပဲစီးရမှာပြင်းတယ်ကွာ3လုံးလုံးစီးပြမယ်ဦးဝိုင်းတော့ဦးတော့ငါဓာတ်ရအရင်တော့မရှိဘူးကွာဟိုင်းလေतू ကပြန်တိုက်ပြီးပြန်တွန်းသွားတာပဲအဲ့တော့ねအဲ့ချိန်မှာတိုက်သွားတဲ့အချိန်မှာဒုက္ခနဲ့တော့ဖြစ်သွားတယ်ဒီနေ့ငါအရန်သေးရတဲ့ဝီကိုမမကျွန်တော်2တုံးထပ်ပေးမယ်နှစ်ခါထပ်စီးမယ်ရော့ငါတလုံးโอเคနော်โอเคနှစ်ခါထပ်စီးမယ်ဟေးကိုဝေါပြောရရေးဒီတဲ့ပူရှိရစီးကြံကွာတုတ်ကနေပြသွားရေးမိုက်တယ်ကွာဒါမဲ့ဒါလေးကတူတူလေးတရားဝီယာဟေးမကျွန်တော်ဒရုံးပေးပြီးသားနော်ထပ်စီးလို့ရရနော်ရတယ်โอเคကိုဝီဝဲတယ်ဝါလူကြောက်ရတဲ့အချိန်မှာလေတုတ်နော်မိုက်တယ်ကွာရှယ်ပဲโอเคပြန်တိုက်ပြီးတော့သွားမိုက်တယ်ရှယ်ပဲကွာတရားပြီမိုက်တယ်โอเคရမကျွန်တော်ပြီးပြီနော်အမကျွန်တော်စီးပြီးသွားပြီဆိုတော့နောက်နေ့ကြမယ်လားစီးရမယ်နော်ဟုတ်ပြောစရာရှိသေးတယ်ဒီနားတဲ့ကတ်လာနေနဲ့ကတ်လာကျွန်တော်ဓမြဗျာဟာလုံးဝင်လာတော့မယ်ငါပြီးတဲ့နာမည်ရတော့လုံးဆိုကွေးနာမည်ပြည့်တယ်မင်းကိုစညာနဲ့မူးချုပ်တော့မှာဆိုတော့အိတ်လိုက်ပါမယ်ကွာမနေ့ပြကြလို့ရှိရင်ငါဓမြတိုက်စားအိမ်နဲ့အိမ်တော့တိုက်ရမှာကွာအဲ့တော့ငါတီရှာလေးပြင်စင်တာโอเคသွားလိုက်မှာကွာဝီဟိုင်ရကားဝင်းနဲ့တိတ်မဝေးဘူးကွာဒီလေးနံပါတ်5အိမ်ကတောင်းကုန်းမှာငါတို့အိမ်ကငါတို့ရဲ့အိမ်ဘေးမှာတာဝါတိုင်းကြီးအများကြီးရှိရပဲဒီတာဝါတိုင်းကအမြင့်ဆုံးတယ်နဲ့ငါကမကြည့်ရင်တော့ဘလော့90လောက်တော့ရှိမယ်ထင်တယ်ဟုတ်လောက်တယ်ဒီတာဝါတိုင်းကတော့30 40လောက်ပဲရှိတယ်အဲ့တာဝါတိုင်းကငါဘေးအားရဲ့အိမ်ဘေးမှာရှိကြတာကွာ
တာဝါတိုင်းမရှိတော့ငါတို့ရွာကြီးကမြို့လိုဖြစ်နေမှာကွာဟာဟာဟာအော်အဲ့ဒါစကားပြောနေနေမိသွားပြီလုံးလုံးကိုတောက်ပြီးတော့လုံးလုံးကလည်းမင်းကိုခွေးနာမည်ပေးတိုင်းငါလည်းဝင်ဝင်โอเคရတယ်လုံးလုံးမှမရနော်နောက်နေ့ကျစာကျွန်းတယ်များတိုက်ပြီးရတယ်ပတ်စံနေတယ်ဟာ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 โอเคငါအိတ်တော့မယ်โอเคတပည့်ရှင်နေလိုက်ပတ်ကြည့်နော်ဘယ်နာဓမြတိုက်ရမလဲဆိုအေးပါကြโอเคအားတပည့်ရလိန်မာကြတယ်ကွာโอเคတပည့်ရှားပြွားရလားငါတို့ဘလူမျိုးဓမြတိုက်လို့ရှိရင်ဘလူမျိုးတွေရရဲဆိုတော့ဟုတ်ကဲ့ကျွန်တော်ရှားပြွားပါရင်ရောအေးမင်းလည်းတော်ငါအဲ့တော့အိတ်တော့မယ်နော်မင်းတို့အိတ်တဲ့အဆောင်မင်းတို့သွားအိတ်တော့နော်ဟုတ်ကဲ့ပါဆရာโอเคငါလည်းအိတ်တော့မယ်ဟောတကားကွာအိတ်တော့မယ်ကွာကိုကူ